ပျောက်ဆုံးနေတော့ဣတိလ10မျိုးအကြောင်းကိုကျွန်တော်တို့လေ့လာတော့မှာဖြစ်ပါတယ်ဣတိလနိုင်ငံနေ BC 931ဝန်းကျင်မှာဆလောမန်ရဲ့သားတော်ရေဟိုဘုံရဲ့ခက်ကနေနိုင်ငံကွဲတာဖြစ်တယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာကွဲတာဖြစ်တယ်မြောက်ပိုင်းမှာခရိုင်10ခုရဲ့တောင်ပိုင်းမှာခရိုင်2ခုရဲ့ဖြစ်ပါတယ်အဲ့မြောက်ပိုင်း10ခုကဘယ်ချိန်မှာသူတို့ပျောက်ကွယ်သွားတယ်လဲဆိုတော့ BC 920မှာအာရှုရိအမ်ပါယာကနေပြီးတော့တိမ်ပိုက်ပြီးမှသူတို့ကအဲ့ဒီချိန်ကစယခုချိန်ထိဘယ်ဒီရောက်သွားမှန်းကိုမသိတော့တာဖြစ်ပါတယ်နှစ်ပေါင်းထောင်နဲ့ချီပြီးဖြစ်တယ်သူတို့ဒီအာရှုရိဘယံကတိမ်ပိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုမစုဝေးအောင်အာရှုရိအမ်ပါယာကိုပြန်လဲမခုခံနိုင်အောင်စုဝေးနေတာမရှိအောင်ပေါ့နော်သူတို့ကပြန့်ချဲနေတာဖြစ်ပါတယ်ပြီးတော့BC 986မှာဘာဘီလုံကဂျေရုဆလမ်ကိုပြန်လဲသိမ်းပိုက်တာတောင်ပိုင်းကိုပြန်လဲသိမ်းပိုက်တာဖြစ်တယ်ဂျေရုဆလမ် temple ကိုလည်းဖျက်ဆီးပစ်တာဖြစ်တယ်အဲ့အချိန်မှာပဲဘာဘီလုံမှာပဲသူတို့ကျွန်ခံသွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအခုချိန်မှာဣတိလနိုင်ငံမှာရှိတဲ့ဆိုတဲ့အမျိုးတွေက2မျိုးပဲရှိတော့တာဖြစ်တယ်ဘယ်သူနဲ့ဘယ်သူလဲဆိုတော့ဘာဘီလုံကနေသူတို့ပြန်လွတ်တဲ့လူတွေပဲဣတိလနိုင်ငံကိုပြန်လဲတာဖြစ်တယ်ဣတိလနိုင်ငံဘာဘီလုံမှာနှစ်ပေါင်း80လောက်ကျွန်ခံသွားပြီးမှသူတို့နိုင်ငံကိုပြန်သွားတဲ့အချိန်မှာသူတို့နိုင်ငံမှာတော့နိုင်ငံနေရာမရတော့ဘူးမရှိတော့ဘူးဖြစ်ပါတယ်BC 938ဝန်းကျင်မှာ Cyrus ကဘာဘီလုံကိုပြန်လဲသိမ်းပိုက်တဲ့အချိန်မှာပဲသူတို့ဂျူဒာနဲ့ဘန်ဂျမင်အမျိုးတွေကိုယေရုရှလင်ကိုပြန်ခွင့်ရတာဖြစ်တယ်ဘာဘီလုံကနေသူတို့ပြန်နိုင်ငံကိုပြန်လွတ်တဲ့နောက်ပိုင်း AD 90လောက်မှာယောမအမ်ပါယာကနေပြန်လဲပြီးတော့တိမ်ပိုက်ပြန်လာဖြစ်တယ်သူတို့အဲ့နောက်ပိုင်းမှာသူတို့မှာနိုင်ငံလည်းမရှိတော့ဘူးဘယ်နေရာရောက်သွားမှလည်းမရှိတော့ဘူးဖြစ်တယ်ဆိုတော့သူတို့ဒီဘယ်ဒီရောက်ကုန်တာလဲဆိုတော့ကျွန်တော်တို့လေ့လာဖို့ဖြစ်ပါတယ်ဆိုတော့အဲ့10မျိုးတွေကလုံးဝနေရာမသိတော့ဘူးလုံးဝပျောက်ကွယ်သွားတယ်မျိုးသုံးသွားတာတော့မဟုတ်ဘူးသူတို့ကရှိတော့ရှိတယ်ဘယ်နေရာမှာရှိမှမသိဘူးသူတို့နေရာတကာမှာပို့လိုက်တာဖြစ်တယ်ဣသေလလိုမျိုးစစ်ဆမာရိယမှာသူတို့မြို့ကဆမာရိယဖြစ်တယ်ဆမာရိယဘက်မြောက်ပိုင်းကဣသေလတွေကဘယ်ဒီရောက်သွားမှမသိဘူးဖြစ်တယ်ဆိုတော့အခုချိန်မှာသူတို့ဘယ်ဒီရောက်နေတယ်လဲသူတို့ဘယ်သူဒီလဲဆိုတော့ကျွန်တော်တို့လေ့လာတဲ့သူသမိုင်းပညာရှင်တွေယူလိုမျိုးပညာရှင်တွေဖြစ်ဖြစ်သမိုင်းပညာရှင်တွေကတော်တော်လေးလေ့လာထားတာဖြစ်တယ်အဲ့ထဲမှာမှအခုချိန်မှာကျွန်တော်တို့တိထားတာတွေ့ထားတာ3မျိုးရှိတာဖြစ်တယ်တစ်မျိုးကတော့ဗနဲမနရှယ်ဖြစ်တယ်ဒုတိယမျိုးကတော့ဘေတာဣသရေဖြစ်တယ်တတိယကတော့ဖက်စတန်ဖြစ်ပါတယ်အဲ့3မျိုးကိုဣတိလပျောက်ဆုံးနေတဲ့10ခရိုင်ထဲကနေသူတို့ပြန်လဲတွေ့တယ်လို့ပဲယူဆကြပါတယ်တချို့ဒီဆိုရင်တော့မှအခုချိန်မှာဣတိလနိုင်ငံမှာပြန်ရောက်နေပြီးမှပြန်နေထိုင်ခွင့်ရရှိတဲ့လူတွေတိမ်ကျော်ရှိနေပြီဖြစ်တယ်ဆိုတော့အဲ့ထဲမှာမှကျွန်တော်တို့စိတ်ဝင်စားနေတဲ့ဗနဲမနရှယ်အမျိုးတွေကဘယ်သူတွေလဲဆိုတော့အိန္ဒိယနဲ့မြန်မာနယ်စပ်မှာမဏိပူစတိတ်မှာနေထိုင်တဲ့မီဇိုရမ်လိုမျိုးတွေဖြစ်ပါတယ်အဲ့မီဇိုရမ်လိုမျိုးတွေကသူတို့ကဘယ်အမျိုးတွေထဲမှာပါတယ်လဲဆိုတော့သူတို့ကမနရှယ်အမျိုးဖြစ်တယ်လို့သူတို့ကိုခံယူပြီးမှဣတိလနိုင်ငံကိုပြန်ခွင့်ရအောင်သူတို့ကဣသရေလကနေသူတို့ရဲ့ပြန်လန်းကိုအဖွဲ့အစည်းတစ်ခုကိုအဲ့အိန္ဒိယနိုင်ငံမှာတွားထိုင်ပြီးမှရုံးတွားဖွင့်ပြီးမှအဲ့မှာစစ်ဆေးပြီးမှဣတိလနိုင်ငံကိုပြန်လဲခေါ်ဆောင်သွားတာဖြစ်တယ်အဲ့ဒါကို2000နောက်ပိုင်းမှာမှပြန်သွားတဲ့လူတွေက9000ကျော်လူ9000ကျော်ဣတိလနိုင်ငံပြန်ရောက်နေပြီဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်နိုင်ငံသားမှတ်ပုံတင်သူတို့ကဘာခေါ်လဲဆိုတော့အလီဇာခေါ်တာပေါ့အလီဇာခေါ်တဲ့ဟာကိုရရှိနိုင်ဖို့ရန်အတွက်အဲ့
မီဇိုလိုမျိုးတွေကဣတေလနိုင်ငံမှာဘာသာကိုပြောင်းရတယ်သူတို့ဘာဖြစ်လို့ဣတေလလိုမျိုးဖြစ်တယ်လို့သူတို့ကလည်းသူတို့ပြောတယ်လဲဆိုတော့သူတို့ရဲ့ဘူဘီအစဉ်အလာအရဒလိထုံးတန်းတွေကဣသရေလလိုမျိုးနဲ့လုံးဝတူတဲ့ဟာတွေအများကြီးရှိတာဖြစ်တယ်အဲ့ဒါနဲ့သူတို့ကငါတို့လည်းဣသရေလလိုမျိုးပဲပျောက်ဆုံးနေတဲ့ဣသရေလလိုမျိုးပဲဣသရေလလိုမျိုးထဲမှာတစ်မျိုးပဲဆိုပြီးတော့သူတို့လည်းပြောနေတာဖြစ်တယ်တိုးတော်လည်းပဲ DNA စစ်စီးတာပါတာတရားမှတရားလက်ခံထားတာတော့မရှိဘူးခက်တာတစ်ခုကသူတို့ကမီဇိုရမ်မှာသူတို့ကိုးကွယ်တဲ့ဘာသာကခရစ်ယာန်ဘာသာကိုကိုးကွယ်တာဖြစ်တယ်ဣသရေလနိုင်ငံမှာခရစ်ယာန်ဘာသာမကိုးကွယ်ကြပါဘူးသူတို့ကဂျူးလိုမျိုးဖြစ်တဲ့အလျောက်ဂျူးရဘာသာကိုကိုးကွယ်တာဖြစ်တယ်ဆိုတော့မီဇိုတွေကဣသရေလကိုပြန်ချင်တဲ့လူတွေကတော်တော်လေးစိန်ခေါ်မှုတစ်ခုကသူတို့ရဲ့ဘာသာဖြစ်တဲ့ခရစ်ယာန်ဘာသာကိုထားခဲ့ပြီးမှသူတို့ဂျူးဘာသာကိုကိုးကွယ်ဖို့ဖြစ်တယ်အဲ့လိုမှသာလျှင်သူတို့ကနေထိုင်ခွင့်ကပ်ပြားဖြစ်တဲ့အလီဇာဆိုတာကိုပြန်လဲရရှိမှာဖြစ်တယ်ဆိုတာသူတို့ရဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်ဒုတိယအနေနဲ့ဘေတာဣသရေလဖြစ်တယ်ဘေတာဣသရေလကအီသီယိုးပီးယားနိုင်ငံမှာဖြစ်ပါတယ်တချို့တွေကတော့ဓာမျိုးနွယ်စုလို့ပဲသူတို့ကိုခံယူတယ်သူတို့ကငကူကလေးကဂျူးဘာသာကိုကိုးကွယ်တဲ့လူမျိုးဖြစ်တယ်1980နဲ့1990ပြည့်နှစ်များတွင် Moses Operation ဆိုတာ1984 1985တွင်အီသီယိုးပီးယားနိုင်ငံမှာငတ်ဘေးတွေစစ်ဘေးတွေပြည်တွင်းစစ်တွေတော်တော်လေးဆူဆူရွာဖြစ်နေတဲ့အချိန်မှာဣသရေလနိုင်ငံကနေမှသူတို့ရဲ့မျိုးနွယ်စုတွေဆိုပြီးတော့တွားကယ်ဆယ်ခဲ့တာကိုလူ8000ကျော်ကိုဣသရေလနိုင်ငံကိုပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်ပြီးတော့1991မေလအတွင်းမှာ Operation Solomon ဆိုပြီးတော့စစ်စင်ရေးနောက်တစ်ခုပြန်တယ်အဲ့အချိန်မှာလဲ36နာရီအတွင်းမှာလူပေါင်း14000ကျော်ကိုကယ်ဆယ်ခဲ့တာဖြစ်တယ်ဣသီယိုးပီးယားနိုင်ငံကနေဣသရေလနိုင်ငံကိုပြန်လဲခေါ်ဆောင်နိုင်ခဲ့တာဖြစ်တယ်အခုချိန်မှာဆိုရင်ဣသရေလနိုင်ငံမှာဣသီယိုးပီးယားနိုင်ငံကနေဘေတာဣသရေလအမျိုးတွေကို36000ကျော်လောက်ပြန်လဲနေထိုင်နေခဲ့ပြီးဆိုတာကျွန်တော်တို့လေ့လာထားတဲ့အတိုင်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒီဘေတာဣသရေလတွေကတချို့တွေကတော့ဓာမျိုးနွယ်စုဖြစ်တယ်လို့ပြောတဲ့သူရှိတယ်တချို့တွေကတော့ရှိဘဘုရင်မကဆောလမွန်မင်းစီမှာသူ့ရဲ့ပညာသူ့ရဲ့ကြွယ်ဝချမ်းသာမှုကိုတွားလေ့လာဖို့တွားနေတဲ့အချိန်မှာသူတို့နှစ်ယောက်ညှိပြီးမှပေါ့နော်သူတို့နှစ်အတူနေပြီးမှရလာတဲ့မျိုးဆက်ဖြစ်တယ်လို့ပြောတဲ့သူလည်းရှိတယ်ဒါတွေကတော့ကောလာဟာလဖြစ်တယ်အတိအကျဖြစ်တာတော့မသိရပါဘူးမယုံထင်တယ်လို့ပြောသွားတာဖြစ်ပါတယ်လို့ကျွန်တော်ခံယူပါတယ်ဆိုတော့သူတို့ကြတော့ဘာပြဿနာမှမရှိဘဲနဲ့နေထိုင်ခွင့်ကိုရခဲ့တဲ့လူမျိုးဖြစ်တယ်လို့ကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်မျိုးကတော့ဘယ်မျိုးလဲဆိုတော့ Pashtun လူမျိုးတွေဖြစ်ပါတယ် Pashtun လူမျိုးတွေကဘယ်သူတွေလဲဆိုတော့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်မှာသူတို့အများပြားနေထိုင်တဲ့လူမျိုးကြီးဖြစ်တယ်သူတို့လူမျိုးတွေကတန်ပေါင်းများစွာများတဲ့လူမျိုးဖြစ်တယ်သူတို့ရိုးရာပုံပြင်အရာဂျူးဆယ်မျိုးစုဖြစ်တယ်လို့သူတို့ရိုးရာဒလိထုံးတန်းတွေဣသရေလလူမျိုးတွေနဲ့တူနေလို့သူတို့လည်းဣသရေလလူမျိုးတွေဖြစ်တယ်လို့သူတို့ဟာနဲ့သူတို့ခံယူတယ်တိုးတော်လည်းပဲယနေ့ချိန်ထိသူတို့ကိုဣသရေလနိုင်ငံကနေပြန်လဲခေါ်တာလည်းမရှိသေးဘူးအတိမပြုတ်တာလည်းမရှိသေးဘူးဖြစ်တယ်တိုးတော်လည်းပဲလုံးဝမရှိဘူးလားဣသရေလနိုင်ငံမှာလုံးဝဒီဖတ်စတန်တွေကမရှိဘူးလားဆိုရင်တော့ရှိတယ်ရာဂနန်းထောင်ဝင်းကျင်လောက်တော့နေထိုင်တဲ့လူရှိတယ်လို့ကျွန်တော်တို့လေ့လာထားတဲ့သမိုင်းအရကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒီမှာစိတ်ဝင်စားစရာတစ်ခုကဘာလဲဆိုတော့ဣသရေလနိုင်ငံမှာယခုချိန်ထိကိုနော်သူတို့ကနိုင်ငံမရှိဘူးတိကျတတ်မှတ်ထားတာမရှိဘူးဘယ်ချိန်ကစတာလဲဆိုတော့သူတို့ကဂျောရှွာခေတ်ကနေသူတို့ခါနာန်ပြည်ကိုဝင်စားတဲ့ချိန်မှာသူတို့က
စစ်နှမျိုးကိုနေရာခွဲတန်းချပေးထားတာဖြစ်တယ်မြေပုံကကျွန်တော်တို့ဒီအတိုက်ဖြစ်ပါတယ်ဒီမြေပုံအတိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဣတိလနိုင်ငံကဒီနေရာထိပါသွားတာဖြစ်တယ်အထူးသဖြင့်အခုအချိန်မှာဘယ်နိုင်ငံတွေကသူတို့ရဲ့နေရာတွေကိုယူသေးတယ်လဲဆိုတော့ Palestine West Bank ဆိုတဲ့နေရာတွေကIsrael ရဲ့နိုင်ငံမနရှဲတွေရဲ့အရင်ကမနရှဲတွေရဲ့ဝေစုနေရာဖြစ်တယ်ပြီးတော့ဂျော်ဒန်နိုင်ငံမှာဖြစ်တယ်ပြီးတော့လေဘာနွန်တွေနဲ့ဖြစ်တယ်ပြီးတော့ဆီးရီးယားတွေကသူတို့ငကူ Israel နိုင်ငံကိုအခုအချိန်မှာသူတို့နိုင်ငံမြေပုံထဲမှာရောက်ရှိနေတာဖြစ်တယ်ဣသရေလတွေကဒီဆီးရီးယားအာရှုရိဘယံကနေတိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာယခုချိန်ထိသူတို့နေရာကိုပြန်မရှိတော့ဘူးနောက်တစ်ခုကဂျိုးလူမျိုးတွေကတော့တောင်ဘက်ပိုင်းကဂျိုးလူမျိုးတွေကတော့ BC 986မှာဘာဘီလွန်တိမ့်ပိုက်တယ်ပြီးတော့ဘာဘီလွန်ကနေပြန်ပြီးမှယောမအင်ပါယာကနေအဲဒီ80မှာပြန်လဲတိမ့်ပိုက်တယ်ဆိုတော့သူတို့ကလုံးဝနိုင်ငံကိုမရှိတော့ဘူးနိုင်ငံကိုကဘာမီပေါ်ကနေပျောက်ကွယ်သွားတဲ့အချိန်နှစ်ပေါင်း2000နဲ့900နီးပါးကိုဣသရေလနိုင်ငံကိုဒီလောကကြီးဒီမီပုံကဘာမီပုံကနေပျောက်ကွယ်သွားခဲ့တာဖြစ်တယ်ဆိုတော့ဘယ်ချိန်ကနေပြန်လဲစတယ်လဲဆိုတော့1984ခုနှစ်မေလ14ရက်နေ့မှာကြေညာခဲ့တာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ယခုချိန်ထိသူတို့ရဲ့ငကူနယ်မြေဖြစ်တဲ့သူတို့ဒီဆောလမွန်ခက်ကနိုင်ငံနယ်မြေတွေကိုသူတို့ယခုချိန်ထိပြန်မရနိုင်သေးတာဖြစ်တယ်ပါလက်စတိုင်းဒီ West Bank Jordan Lebanon Syria ဒီရဲ့လက်ထဲမှာသူတို့ရဲ့နိုင်ငံတွေတချို့ပါနေတာဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကယခုချိန်ထိကိုဒီပါလက်စတိုင်းတို့နဲ့ဂျော်ဒန်တို့လေဘာနွန်တို့သူတို့အိမ်နေချင်းနဲ့အများရန်စစ်ဖြစ်တဲ့တိုက်ပွဲဖြစ်တယ်ဆိုတာကသူတို့ရဲ့နိုင်ငံကိုအများရန်လူနေတာဖြစ်တယ်ငကူကလေးကသူတို့ကစစ်ပွဲတွေရန်ပွဲတွေစစ်ပွဲတွေနာမည်လူတာတွေဒီ BC 900 BC 900ကလေးကအဲ့မတိုင်ခင်ကလေးကမောရှိရဲ့နောက်BC 1500ခေတ်ကလေးကသူတို့ကညရန်ဒီနိုင်ငံကိုလို့စစ်တိုက်နေတာဖြစ်တယ်အခုချိန်ထိပဲကဘာဆုံးတိတိုင်အောင်သူတို့ကစစ်တိုက်သွားမယ်လို့ကျမ်းစာရတော့မှကျွန်တော်တို့သိရတယ်ပြီးတော့နောက်ဆုံးမှာဘုရားသခင်ကသူ့ရဲ့လူမျိုးစစ်နှမျိုးကိုပြန်လဲစုယုံမဲ့အချိန်လဲရောက်မယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ဒီမီဇိုဒီလဲပါမလားဒီဘက်တာအစ္စရေးဒီပါမလားဖတ်စတန်ဒီပါမလားစေဝန်စားစရာတော်ကောင်းပါတယ်ကျွန်တော်တို့ဘယ်သူဒီပါအောင်မလဲဆိုတာကိုထင်နဲ့ရှိတယ်ဆိုရင် comment မှာရေးလို့ရပါတယ် comment မှာဆွေးနွေးလို့ရပါတယ်ကျွန်တော်လည်းလေ့လာတလောက်တိတလောက်တတ်တလောက်ဒီလောက်ကလေးလေ့လာထားတာဖြစ်တယ်နောက်ဒီမှာလည်းဒီလိုမျိုးစေဝန်စားစရာကောင်းတဲ့သမိုင်းအကြောင်းဒီကျန်းစာတဲကကျွန်တော်တို့နားမလဲတဲ့ကျွန်တော်တို့မသိတဲ့အရာများစွာရှိတဲ့ဟာဖြစ်တယ်ကျွန်တော်တို့တတ်နိုင်တဲ့လောက်လေ့လာပြီးတော့ဒီ channel မှာအများအားလွတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် channel ကို like and follow subscribe လုပ်ပေးဖို့ဒီကနေတောင်းဆိုချင်ပါတယ်တင်းရဲ့ like and follow ဒီ share လုပ်ပေးခြင်းဒီ subscribe လုပ်ပေးခြင်းဒီကျွန်တော်အတွက်ခွန်အားဖြစ်စေပါတယ်